သူများကိုပြောတော့မယ်ဆိုရင်ကိုယ့်ကိုပြန်ကြည့်တယ်ပြန်မကြည့်ပဲနဲ့သူများကိုသာတစ်ဖက်သက်ဆုံးမတဲ့လူတတိပေးတဲ့လူဆိုလို့ရှိရင်အပြောသမားတက်တက်ဖြစ်သွားတယ်လူလောကထဲမှာအပြောသမားတက်တက်ပြောတာနဲ့လှုပ်တာနဲ့မကိုက်တဲ့လူတယောက်ဒီလိုအခြေအနေမျိုးရောက်သွားတယ်ဒါကြောင့်မို့တတိပေးတယ်လူတွေဆိုတာဟာယထာဝါရီတထာကာရီကိုပြောတဲ့အတိုင်းလုပ်ရမယ်ကိုလုပ်တဲ့အတိုင်းလည်းပြောရမယ်အလောကတခြားပြောရတခြားမဖြစ်စေရဘူးတဲ့အဲ့ဒါကိုတတိပေးဆုံးမတဲ့အနေနဲ့အတ္တနမေဝပထမံပတိရူပေနိဝေတယေသူများကိုပြောချင်ရင်သူများပြောဖို့အတ္တထားကိုစမတ်ကြအောင်အရင်လှုပ်လိုက်အောင်သူဆိုလို့တယ်နော်ကိုစမတ်ကြအောင်နေကြည့်လိုက်အောင်မြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်ချုပ်သွားတာငယ်ငယ်တော့ကဟိုးတခါကြီးတယောက်ပြောဦးတယ်ဘုန်းအင်္ဂလိပ်တွေဟာတဲ့ဗမာပြည်အုပ်ချုပ်တဲ့အခါမှာသူတို့နိုင်ငံမှာတော့သူတို့နေခြင်းသူတို့နေတယ်ဗမာပြည်အုပ်ချုပ်တဲ့အခါမှာဒေသသားတွေဗမာလူမျိုးတွေကသူတို့ကိုလေးစားအောင်လို့ဆိုပြီးစပင်ကိုလည်းကြော့နေအောင်ဖိထားတယ်အဝတ်စားကိုလည်းတတ်တတ်ရရနဲ့တိုင်းနဲ့ပန်းနဲ့ဝတ်ပြီးအင်္ဂလိပ်တွေကအဲ့ဒါလို့နေတယ်လို့အင်္ဂလိပ်လက်ထက်တုန်းကစစ်ကဲယာရုထိအောင်ရရှိတဲ့တက္ကကြီးတယောက်ကဘုန်းကြီးကိုရှောက်ဖို့တယ်အဲ့သူကအင်္ဂလိပ်စာတက်အမှုတန်းကောင်းပေါ့နော်အဲ့ဒီကရက်ပြောတာအင်္ဂလိပ်တွေကတဲ့ဒေသလူတွေသူတို့ကိုအထင်ကြီးအောင်လေးစားအောင်သူတို့ကဘယ်တော့မှကိုယ်ကာမနေဘူးတဲ့ဘယ်တော့မှကိုယ်ကာမနေဘူးစားလဲစတိုင်းနဲ့နော်နေလဲစတိုင်းနဲ့လူထင်ကြီးအောင်ပေါ့သူတို့ကဒါကိုအကောင်းဆုံးဖြစ်အောင်လုပ်ထားတယ်ဒါမို့အဲ့ဒီကလာတာစမတ်ကြကြနေတယ်ဆိုတာစမတ်ကြကြနေတယ်ဘိုးဆန်းတယ်တို့ဘာလို့ပြောကြပြန်တာပေါ့နော်ဗမာတွေကအင်္ဂလိပ်ကိုဘိုးလို့ခေါ်တာနဲ့တူပါတယ်ဘိုးကလည်းပဲနှစ်ဘိုးရှိတယ်ဘိုးပြူနဲ့ဘိုးမဲဟိုတချင်းဆိုတဲ့လူပြောတာမဟုတ်ဘူးဘာလို့ဘိုးပြူဘိုးမဲဖြစ်သွားတော့ဆိုအင်္ဂလိပ်တွေကဗမာပြည်ကိုအုပ်ချုပ်တဲ့အခါမှာအိန္ဒိယကလားတွေနဲ့အုပ်ချုပ်တာအိန္ဒိယလူမျိုးတွေခေါ်လာတာအဲ့ဒါဘိုးမဲတွေပါလာစဉ်းစားကြည့်အဖြူတွေကနံပါတ်1ခေါင်းဆောင်လုပ်ပြီးတော့အမဲတွေကသူ့လက်အောက်ကနေတဆင့်အုပ်ချုပ်တာအဲကြောင့်မို့သူတို့လှုပ်သွားတဲ့ဟာအတူခိုးစရာတွေလည်းရှိတယ်လို့ပြောကြတယ်အဲ့ဒီရှေးခေတ်မိတဲ့လူကြီးတွေပေါ့နော်သူတို့ဟာတဲ့သူတို့လေးစားအောင်လို့ဆိုဘယ်ခါပဲဖြစ်ဖြစ်နေတာထိုင်တာဟာစတိုင်နဲ့နေတယ်စကားပြောရင်လည်းတတ်တရပြောတယ်ပြောရင်မပြောဘူးသူတို့ခံညာထဲဝါဆိုတာနေပြပြီးတော့အရှိန်ဝါကိုပြပြီးတော့ဒီလိုအုပ်ချုပ်သွားတာဒါလည်းဟုတ်တာပဲเนาะဒါလည်းလှုပ်တဲ့လှုပ်ထိုက်တဲ့လှုပ်တယ်ကိုယ်ကမနေဘူးစမတ်ကြကြနေတယ်စတိုင်ကြကြနေတယ်နေပြီးရင်တောကလူတွေလေးစားအောင်ဆိုသူတို့နေရမယ်လို့နေဖို့ထိုင်မှုအဲ့ဒါကိုမြတ်စွာဘုရားကလည်းဟောတာချစ်အတ္တနမေဝပထမံပတိရူပေနိဝေတယေတဲ့ကိုယ့်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ထားတဲ့ကိုအရင်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်ဥပမာကိုယ်တိုင်ကဟုတ်လားကိုချင်းသီလဆောက်တည်တယ်ဥပုသ်နေတိုင်းဥပုသ်ဆောင်တယ်ဒီလိုပေါ့ကိုယ်တိုင်ကအများကအားကြလောက်အောင်နေပြတယ်နေပြပြီးတော့မှအထင်ကြီးမနုဿာသေးရတယ်အဲ့ဒီနောက်မှာသူများကိုဆုံးမပါကိုနေတယ်လို့သူများကိုနေနိုင်အောင်ဆုံးမပါအဲ့ဒီလိုမလုပ်ဖဲနဲ့ကိုကတော့နေခြင်းတို့နေပြီးသူများတော့ဆရာလုံးလို့ရှိရင်ဘာဖြစ်လဲကိုပေါ်မှာတုံ့ပြန်ပြီးတော့မင်းငေါ့ခံရတာတွေဖြစ်တယ်မင်းငေါ့ခံမလေးစားကြတော့ဘူးပေါ့အဲ့ဒီလိုလေးစားမခံရဘူးဆိုတဲ့ကိုယ်သိက္ခာကိုညင်နွမ်းအောင်လုပ်တယ်လို့ဖြစ်သွားပြီ
ဒါမြတ်စွာဘုရားတတိပေးဆုံးမတာမတမကောင်းတယ်လူကြီးလှုပ်တဲ့ပုဂ္ဂိုလ်ဟာလူကြီးပြီကိုကအရင်နေပြပြီးတော့မှသူများကိုဆုံးမအဲ့လိုမဟုတ်ဘဲနဲ့ကိုကတော့ကလေးကလားသူများကိုသွားဆုံးမတဲ့အခါကျတော့တစ်ဖက်သားကတော့သူတော့နေခြင်းသူတို့နေငါတို့ကြမှာလာပြောတယ်ဟိုလိုလည်းမလုပ်နဲ့တာဖနှစ်ယောက်အရက်တူတူတောက်တဲ့အခါကျအဖေလို့တဲ့ပုဂ္ဂိုလ်ကပြောတယ်ငါသောတပန်ဖြစ်ပြီးငါတောက်လို့ရတယ်မင်းမတောက်နဲ့သောတပန်ဖြစ်ပြီးလှုပ်ချင်တာလှုပ်လို့ရတယ်လို့ထင်တယ်နော်သောတပန်ဖြစ်ဘယ်လှုပ်တော့မလဲသောတပန်လက်မှတ်ရလိုက်သလားမသိဘူးငါကသောတပန်ဖြစ်သွားရင်တောက်တယ်ငါကိစ္စရှိတယ်ငါအပေတကားပိတ်ပြီးပြီဘာနဲ့ပိတ်တယ်တော့မသိဘူးသူ့အပေတကားမင်းမတောက်နဲ့မင်းတောက်ရင်မင်းငရဲကြလိုက်မယ်ငါတော့အပေတကားပိတ်ပြီးနော်အဲ့လိုဟာမျိုးလည်းရှိသေးတယ်အဲ့တော့ငါနေသလိုမနေနဲ့ငါပြောသလိုလုပ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမဖြစ်စေနဲ့တဲ့မြတ်စွာဘုရားအတ္တနာမေဝပထမံပတိရူပေနိဝေတိအထင်ညမနုဿတေယနာကိလေသေယပဏိတောပညာရှိဆိုတာပြစ်တင်မခံရအောင်ကိုယ်တိုင်ကစနစ်တကျနေတတ်ဖို့လိုအပ်တယ်ပြီးတော့မှသူများကိုတွင်တင်ဆုံးမပါဆရာလုံးမဲ့ပုဂ္ဂိုလ်တွေကိုလမ်းညွှန်မှုပြုတယ်